ထိုင်နေချင်းဟဲ့ပါပေါ့ Vito tells me Vito ကမင်းငါတို့အလုပ်လုပ်ချင်တယ်ဆိုတဲ့ဟဲ့လားတဲ့ Yeah, I'm out of work right now. ဟုတ်ပါတယ်တဲ့ကျွန်တော်အလုပ်မရှိဘူးဖြစ်နေအခုတော့တဲ့ Now that's good thinking. ကောင်းပြီတဲ့ Tell me something first. တခုပြောပြတယ်ကွာတဲ့ Clemente and Vinci planning anything against the Clemente နဲ့ Vinci နဲ့ငါတို့ရဲ့ organization ကိုဘာလို့ကြိုးစားနေလဲ Keep my nose out of things like that. ကျွန်တော်ဒီလိုကိစ္စတွေတိတ်ပါလို့မရှိဘူးတဲ့ဒါပေမဲ့ကျွန်တော်ဒီ Grino နဲ့ဒီ Glady ရဲ့နေရာတော့ပေါ့နော် Falcon ရဲ့ပါဒီ Dirty Business အကြောင်းတွေပေါ့နော် Something should be done about it. အဲ့ဒီတော့လောက်ရမယ်ဆိုတဲ့အကြောင်းဒီကောင်တွေပြောနေကြရဲတဲ့သူကကျွန်တော်ထင်တာတော့တဲ့ Vinci ကိုခင်ဗျားတို့နဲ့ညာတိုက်ပြီမယ်လို့ကျွန်တော်ထင်တယ်တဲ့ drugs all the while he's dealing them himself. He knows that Vinci is totally against us. Yeah, probably fooled the old man good. ဒီကောင်နဲ့ကြီးရဒီဘေးယူတဲ့လှည့်စားထားတယ်တူရဲ့တဲ့အားကြောင့်ဒီကောင်ကငါတို့ကျုံးဝင်စဉ်းစားနေတယ်ဒါဆိုဒီကောင်တွေပြချင်းဝင်ရမယ်တဲ့ထက်ချုံပါလားတဲ့ဟဲ့ငါတို့မလုပ်ရင်းနဲ့ Frank ငါတို့ချလိုက်ပြီကွာတဲ့ငါတို့အဲ့ Glady ကိုငါတို့ပြင်ရေလို့ရှိရမယ်နော် तू မရှိရင် Frank ကဘာမှမဟုတ်တော့ဘူးတဲ့ I wanted to keep you out of it, but I didn't have anybody else who could pull off a job like this. မင်းတို့မပါစီယူကွာဒါပေမဲ့ခုတော့လုံးမဲ့လူမရှိဘူးတဲ့အဲ့တော့မင်းပဲလုပ်ရတော့နော်မင်းနဲ့ Henry နဲ့သွားလို့ပေါ့နော်မင်းနဲ့ Henry နဲ့ဘယ်လောက်ဟိုဖြစ်တဲ့တက်တဲ့ပြောင်းအချိန်ကောင်းလဲငါပြောလို့ရတယ် Henry နဲ့မင်းဘယ်လိုလုပ်လာတယ် And then when the job's done, sure. ဒါဟုတ်ရတယ်လုပ်မယ်ကောင်းပြီ Take တဲ့ care of Leo. Now what about you, Vito? ပြီးတော့မင်းဘာလုပ်နေလဲ Feel a lot better if you went with Henry to make sure everything goes smooth. Henry ကိုလည်းမင်းသွားကူညီလိုက်ပေါ့နော်တစ်ခုခုပေါ့နော် Just drive there, wait until it's done, and drive back. But if it don't feel right, I can ask somebody else instead. What do you say? Sorry, Eddie, I can't do this. ကျွန်တော်မလုပ်နိုင်ဘူးဗျာတဲ့ Father to me back in the can. အော် Leo ကြီးကိုလုပ်ဖို့လားဟာ Well, looks like you got to take care of this yourself. ကျွန်တော် Leo ကငါအဖေလိုပဲကွာတဲ့ငါထောင်ထဲမှာကွာတဲ့အဲ့တော့ငါမလုပ်နိုင်ဘူးတဲ့ Nobody suspects it was us. Leo lives in Highbrook. ဟာ Leo က Hyper မနေတယ်တဲ့ It'll be done today. စိတ်ပူတယ်ကျွန်တော်သွားလုပ်လိုက်မယ် Better get going in. အာဒုက္ခ See you later, Eddie. Leo ကြီးဘာဖြစ်လို့လဲ Leo က It's a ဆက် good ပြီး thing you brought him here. Come Even if call he out, call it, screws what up, it- nobody who will can, know it was us. ဒီကောင်တစ်ခု I မှာ don't ရွေးခဲ့တော့ငါလုပ်မယ် screw it up. That's good. ငါတို့လုပ်တယ်လို့ပြောပါ Well, ဦး Vito, Henry I ကတော့ဘာ got မှမ nothing ဖြစ် else ဘူး for တဲ့ you today, but မင်းတို့တော့ဘာမှမရှိဘူးကွာတဲ့မင်းလည်းဖြစ်မှလာခဲ့ဟုတ်ပြီလားတဲ့ I'll see you later, Eddie. See ya. Leo ကြီးဘာလို့လုပ်မှာလဲ Leo ကြီးကတနာပါတယ်ဗျာဘေးကြီးကျွန်တော်တို့ကုညီပြက်1 Leo တဲ့ Leo သွား3ပေးရမယ်လမ်းမြောင်းမြန်ကြီးဖြစ်နေတယ်ဘောင်းကမကားတွေနှေးလိုက်တာကွာဟာလာခွန်းရဲကလာကြက်လာသေးတယ် Highbrook တော့ရောက်ပြီတော်သေးတယ်ဒီကောင်နဲ့အများကြီးမြန်သွားအဲ့ကခဏတိုက်သွားတာအဲ့ကောင်နဲ့ကောကားရထွက် Leo! တဲ့ Leo, you here? Leo ခင်ဗျားရှိလာတယ် Get out of here! ဟာမင်းဘလို့ဝင်လာတဲ့ Put it away! ဆက်Leo ငါဘာကွာဗီဒီယိုတဲ့ What the hell are you ပြော doing? ဘိုင်းလုံးတယ်လေကွာ Leo, မင်းကောင်မြန်ခေါ်ကျွန်တော်အချိန်မရှိဘူးတဲ့ခင်ဗျားဒီကမြန်ထွက်သွားတော့မယ်ခင်ဗျားတော့သူတို့လိုက်လာပြီတဲ့ဒါသာမှဗီဒီယိုရတယ် Cold. အဲ့ဒါခြေထောက်ဒီအင်းနေလို့မင်းတောက်လာတယ်ဟာကျွန်တော်မတောက်ချင်ဘူးတဲ့ခင်ဗျားဘာဖြစ်နေလဲတဲ့ So what's happening? ဘာဖြစ်နေလဲပြောတယ် Look, Falcone wants Falcone him ခင်ဗျား dead. တတ်ချင်နေပြီ You တဲ့ guys are on their way. You ခင်ဗျား gotta တမန် get လာ out နေ of ခင်ဗျားဒီကထွက်သွားတော့မယ် How တဲ့ would I do that? ဟာဘာလို့ရမှာလဲ Falcone ကွာ ordered Vinci's planning to make a move on him because Clemente lied and said he was in a dope business. Lied? Vito, Carlo Falcone is in the dope business. Everybody knows ကျ that. ကာလို့ဖန်ခေါ်ရတယ် Clemente တော့ tried to muscle his ကောင်း way ဆုံး into ကဘူး it. ဘာ So Falcone got ဘူးရ rid စေ of လုံး him. တယ်ဗောနော် Now he wants to I get don't rid think of I read us it. too before we make a move on How him. do you know all this? I got ခင်ဗျား my အဲ့အားလုံး sources. လို့သိရတယ်ငါမှလည်းငါ Why သတင်း did you ချက် come အ here ဆိုးစီ again? ရှိတယ် Why? What are you getting Come here. senile on me? Because they're gonna kill you. ခင်ဗျားတို့သူ့ကိုတတ်တော့ပါလေတဲ့အားကြောင့်ကျွန်တော်လာတဲ့စကားမပြောနဲ့မြင်မြတ်သွားမယ်တဲ့အဲ့ Just လေ get တော့ rid of whoever Carlos sent to whack me. ဒါဆိုလေကွာတဲ့အခုဒီ They don't ဟော know လွတ် where လိုက် it's တဲ့ကောင်ငါ့ကိုတတ်မယ်ကွာတဲ့အဲ့ဆိုငါ့ကိုရင်တက်တယ်ကျွန်တော်လုံးလို့မရဘူးကြားတဲ့ကျွန်တော်အဲ့ကောင်ကျွန်တော်သိရဲတဲ့ကျွန်တော်သူ့ကိုလုပ်ပေးလိုက်ကျွန်တော်ပဲတဲ့ဟာမင်းတကယ်ရုပ်မင်းရတယ်ကွာလုံးလို့ငါ့ကိုတတ်ဖို့တမင်းလုံးလုပ်ပေးဟဲ့လားသူရောက်တော့မှာတဲ့ခဏလေးကြာရဲတဲ့ I'll get dressed. ပြောကွာတဲ့ငါအဲ့လဲတော့ They're here. ဟာမရတော့တဲ့သူကောင်ရောက်လာပြီ Oh shit, Henry can't ဟဲ့ see. ဟာဟဲ့ကျွန်တော်မြင်သွားလို့ဖြစ်ဘူးတဲ့ကျွန်တော်ပုံမှန်ဖြစ်မယ်တဲ့ဒီပုံမလာခင်တဲ့ဟာဒီဘေးရတဲ့ဖာကွန်ကလည်းဟိုဗါလဲသူတို့ပထမပြောတော့ကျွန်တော်တို့ဗါလဲဒီဟိုကတော့မူရစီကိစ္စတွေပါသူတို့လုံးဝမပါဘူးပေါ့ဘာညာကြီးပြောပြအမှန်တော့ You can get down to the backyard this way. You just need a rope or something. Go get some sheets from the laundry. ဝက်လည်းကန်ဝက်ရှော့ခံနေပါတဲ့ကျိုးရှိတယ်ဟိုဟာလာခွမ်းနေမှာပဲဘာနဲ့လာတက်ခဏဘေးခဏပဲ laundry room မှာတဲ့ဟိုရှိတယ်ရှိတော့ Hey, this was shaping up to be a nice day too.
hell are you doing here? ဟာမြင်ဝိုက်လား Take it easy, Henry. Put the gun down and send the guys away. I'm gonna explain everything. Boys, wait for me outside. If I don't come out in a few minutes, come looking for me. ဗီဒီယိုဟန်ရီကျွန်တော်ပြ Take ပါ a seat. ထိုင်အောင်လေရောက်ခဏလေးငါမင်းရှင်းပြမယ်ရောက်ဘိုင်းဖြစ်နေပြီပြော Henry, Leo's a friend of mine, ဒီ all က right? ငါတကယ်ချင်းကွာဟုတ်ပြီလား Helped me out when I was in prison. He pretty much ထောင်းနေ saved တော့ my သူ life. ငါ့ကို And he's the reason I အ got သက်ငါတော့ကဲကဲကျေးဇူးရှင်မမောက်ဘူးနော်ငါဒီလိုဖြစ်လာသူ့ကြောင့်လည်းပါတယ်တဲ့ I warn him. You gotta understand. ငါသူ့ဒီပြမင်းနားလေမဟုတ်ဘူးကွာမင်းနားလေမဟုတ်ဘူးငါတယောက်လုံးငါတဲ့စကူလူဘာဖြစ်လို့ငါဒီကိုလွတ်ပေးလိုက်တဲ့ဖာကွန်ငါ့ကိုတဲ့ငါ့ကိုတတ်လိမ့်မယ်မသိရမလားတဲ့ I do the same thing for you and you know it. This မင်း has ငါမ nothing င်း to တကယ် do ချင်း with ကွာတရားလဲ friendship. This is business. တယောက်နဲ့ဒါတဲ့ဒီ friendship တွေပါလို့မရောက်တာအလုပ်ပဲနော်ငါတရားမလို့ငါကြွေးပေးလို့မရဘူးတဲ့ငါဒီငါလုံးငါလုံးရမယ်တဲ့ You can leave. မင်းမကြည့်ကြဘူးမင်းထွက်သွားလိုက်ကွာတဲ့ငါ့ကိုစိတ်မပူနဲ့တဲ့ငါဘယ်သူမှမင်းရှိမှရောက်တယ် Leo ပြောဘူး told တဲ့ me that all of this is because Falcone's into drugs. He's breaking the rules and he wants ရ to အောင် get တဲ့ rid ဒီ of ဟာဖာ anybody ကွ who န်အား knows တဲ့ about ဒီ it. ကောင်ကဟိုပါဘောနော်သူကိစ္စကိုတည်ရလို့ငါရှင်းကျင်နေရတဲ့အားကြောင်း Frank လေ Vinci and Leo here. And those aren't the people who pay me. ရောက်ဒီကိစ္စကိုတည်ရလဲဗင်ချီနဲ့လီယိုပဲတည်ရလဲဒီဘဲရတယ်ငါ့ကိုပတ်သက်ပေးတယ်မဟုတ်တာတဲ့ But leave us. ကောင်းလေးတဲ့ငါကျေးဇူးတင်ပါတယ်ကွာတဲ့ငါဘွားကြီးငါကောင်းနေပြီးတော့ပါပြီတဲ့မင်းဘွားဟိုတဲ့ငါအတွက်လို့ရင်းတာမတတ်မဟုတ်ကွာတဲ့ There's gotta be a way. ဟုတ်ပါဘူးဒီဟိုတဲ့ကျွန်တော်ဒီတခြားလမ်းရှိမှာပါတဲ့ Go. ဗီဒီယိုသွားတော့တဲ့ Sorry, Vito. I စင် won't ကောင်း tell စီ anybody တော့တဲ့ you're ငါ here. ဘယ်သူမှမပြောပါဘူး Just ကွာတဲ့ make sure nobody sees you leave. မင်းထွက်သွားတာဘယ်သူမှမမြင်ဘူးပဲမင်းဟိုလို့တဲ့ဟာတနာပါကွာအမှန်တော့ဗျာ Falcon ကြီးကဗျာဒီကောင်ကြီးကဂျင်းထဲတာဗျာဒီကောင်ကဘာလို့လဲဆိုတော့သူတို့မာဖီးယားရဲ့ guide ထဲမှာသူတို့ဒီကျွန်တော်တို့စပြီးအဖွဲ့ဝင်တဲ့သူကပြောတယ်သူတို့အဖွဲ့ကတော့မှမူရစေးမလုပ်ဘူးတခြားကိစ္စတွေပဲသူတို့လုပ်ပဲဒါပေမဲ့ Falcon ကြီးကဒီကောင်ကဒီမူရစေးကိစ္စကိုဒီကောင်လုံနေရဗျာဒီလုံနေတဲ့ကိစ္စကိုသိတာတေဝိုင်းနေတယ်အော်လီယိုကြီးတနာပါ You owe me big for this one, pal. မတတ်သွားဘူးနဲ့တူတယ်မတတ်သွားဘူး Hey, kid. မင်းကဟိုလေအကြီးတင်သွားရင်တော့ဟဲ့အောင် Want a drink? အဲ့ကောင်းလေးတဲ့တောက်လာတယ်ဟာဘာဖြစ်သွားလဲတဲ့ Your friend and I made a deal. မင်းတကယ်ချင်းနဲ့ငါတဲ့ I'm gonna disappear. ကျွေးယူလို့ရတယ်ကွာ There's တဲ့ nothing left for me. ငါဒီကနေလစ်သွားတော့မယ်တဲ့ Since my wife passed. အမေမသိပြီးတဲ့ငါလည်းဒီမှာဘာသိနေစရာမရှိဘူးတဲ့ငါလည်းနားယူဖို့စဉ်းစားနေရတယ်ကြာပြီလေတဲ့တော်သေးရောဟိုကောင်မတတ်သွား Well, တော့ first, let's get out of here before your friend changes his mind. ပထမဆုံးနဲ့မင်းတကယ်ရင်စိတ်မပြောင်းသွားရင်ငါတို့တဲ့ဒီကလက်ရအောင်တဲ့သူ့ကိုကျွန်တော်ရထား station လိုက်ပို့မယ်ဒီဘေးကသူဒိုင်ရှိုလေးနဲ့တခြားမျိုးသူလစ်သွားတော့မယ်ပေါ့နော်သူတကယ်ချင်းဟိုကကျွန်တော် Henry နဲ့သူနဲ့အပေးယူလို့ရတယ်တဲ့အဲ့လိုမျိုးလုပ်လေရတယ်တော်သေးတော့တကယ်တော့ Falcon ကြီးကဒီကောင်ကဒီကျွန်တော်တို့ဒီ family ရဲ့ rules ကို तू ကချိုးဖောက်ထားပြီးတော့ဒီဘေးဒီလူမျိုးရေးစေးလုပ်နေဆိုကိစ္စကိုသိတာဒီ Leo ဆိုဘေးရဲ့တော့ Vinci လာပြီး I'll နောက် get တစ် you ယောက်က over to the train station if you wouldn't mind. This town's been good to me. အဲ့ဘဲနဲ့ပွေရအဲ့အကြောင်းကိုသိနေတော့ဒီကောင်ကအဲ့သူ့အကြောင်းကိုသိတဲ့ကောင်တွေဒီကောင်ကဟိုကောင်ကဘယ်လိုလုပ်ပါလဲဒီကောင်ကဘယ်လိုလုပ်တယ်သူတို့ဖွဲ့ကိုသူတို့ family ကိုတိုက်ခိုက်ဖို့လုပ်နေပါဆိုဒီကောင်ကဟိုအဲ့သတင်းမားတွေလုပ်ပြီးတော့ဒီကောင်ကအဖွဲ့သားတွေကိုလိုက်ရှင်းခိုင်းနေတယ်ဒီကောင်ကဒီလိုလုပ် Frank, what ဘဲ happened? ရတကယ်တော့ဂျင်းထဲ Sure I am. The young hotheads because they tell him what he wants to hear. ဝေး If he wants to be some kind of wise guy sheriff and go after Carlo, then he can do it without me. I'm just sorry I got you. ကျွန်တော်အဖိုးကြီးကပြောတယ်မင်းနောက်တစ်ခါတဲ့ဒီလိုမျိုးအမားကြီးထပ်မလုပ်နဲ့ပေါ့နော်မင်းရဲ့ဟိုဘောတော့ဘာမှမဟုတ်တော့တဲ့မကြခင်မှာတေးရတော့မယ်အဖိုးကြီးတယောက်တော့ပေါ့နော်မင်းဒီလိုမျိုးမင်းဘွားယူမရင်းနဲ့တဲ့နောက်တစ်ခါငါဒီနေ့လုပ်တယ်လို့မျိုးမင်းအမားမျိုးထပ်မလုပ်နဲ့တော့ဟဲ့အောင်နဲ့